မင်္ဂလာပါရှင်ဒီနေ့ကတော့မြောက်လဲကြားတဲ့နှစ်ထပ်ကိလေးကိုလုံမပေါ်နော်ဒီကိလေးရဆိုလို့ရှိရင်သမီးလေးရဲ့မွေးနေ့တက်ကိုတရေချာလေးပြောပြီးတော့မှထားတဲ့ကိလေးပေါ့နော်ကိလေးရဆိုလို့ရှိရင်အောက်မှာကတော့10လက်မအပေါ်မှာကတော့6လက်မပေါ့နော်ဒီလိုမျိုးနှစ်ထပ်ကိလေးကိုမှာယူအပိထားတာပဲဖြစ်ပါတယ်ရှင်ကိလေးကလည်း customer လေးစိတ်ကြိုက်ပေါ့နော်ဒီလိုမျိုးဒီဇိုင်းလေးကိုမှယူလို့ခြင်းနဲ့ဆိုပြီးတော့မှထားတဲ့ကိလေးပေါ့နော်သမီးလေးကပန်းရောင်ကြိုက်တယ်ဆိုတော့အခုလိုမျိုးပန်းရောင်နဲ့လိုက်ပြီးတော့အလှချင်တာပေးပါတယ်ရှင်ကိလေးတွေကိုမှာယူအပိတယ်ဆိုလို့ရှိရင်တော့တဆူရဲ့ဒီအကောင့်မှာလာပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်เนาะကလေးတွေကိုမှာမယ်ဆိုလို့ရှိရင်တော့2ရက်လောက်ကြည့်ပြီးတော့မှာပြီးပါရှင်တက်စရိုကမွန်မြန်ကပါเนาะမွန်မြန်မျိုးတွေကိုပဲ order လေးကိုလက်ခံပါတယ်เนาะတခြားမျိုးနဲ့ဆိုလို့ရှိရင်တော့ order လေးတွေကိုလက်ခံပြီးတော့လုပ်ပေးလို့မရပါဘူးရှင်မွန်မြန်မျိုးတွေကိုပဲအိမ်ရောက်ပို့ပေးပါတယ်เนาะ order လေးကိုမှန်းကြောင်ကိုလည်းဆင်းရဲလေးကိုကြည့်ပြီးတော့ယူပါတယ်ရှင်ကိစ္စလေးတွေကအဆဆရှိတာမို့လို့ကိုစစ်ချက်ပြောပြီးတော့မှယူအားပြလို့ရပါတယ်เนาะကိုလိုချင်တဲ့ဒီဇိုင်းကိုလိုချင်တဲ့အကြောင်းလေးတွေကိုလည်းပြောပြီးတော့မှလို့ရပါတယ်ရှင်ဒီကိလေးရဆိုလို့ရှိရင်ပေါ့နော်သမီးလေးရဲ့လေးပြည့်မွန်နေတွဲမှားထားတဲ့ကိလေးပါရှင်သမီးလေးကပန်းရောင်ကိုအရှမ်းကြိုက်တယ်ပေါ့နော်တောက်ဖို့တဲ့ခါမှာသူ့ဝတ်ထားတဲ့ဒီဝတ်စုံလေးကလည်းပန်းရောင်လေးဆိုတော့လေကိတ်မွန်လေးနဲ့ပန်းရောင်လေးနဲ့ကအရန်ကိုမှဟက်ဆက်ပြီးတော့လိုက်ဖက်နေတယ်ပေါ့နော်မွေးရှင်သမီးလေးလည်း happy birthday ပါနော်ဒီကိတ်ကိုမြင်ပြီးတော့တဘောချလိုက်မြင်ပြန်လိုက်ပါတယ်ရှင်မွေးနေ့မှာလည်းအများကြီးကိုမှပျော်ရွှင်နိုင်ပါစေနော်နောက်နှစ်မွေးနေ့မှာလည်းဒီထက်မကပို့ပြီးတော့လှပတဲ့မွေးနေ့ကိတ်တွေနဲ့မွေးနေ့ကိတ်တွေခွဲရပါစေနော်ဒီမှာဆိုလို့ရှိရင်ချယ်ရီသီးတွေနဲ့လိုက်ပြီးတော့အလှဆင်နာပေးပါတယ်ရှင်အရင်ကမှလှတဲ့ကိတ်မွေးလေးကိုမှာယူအားပေးအတွက်လည်းကျေးဇူးများတင်ပါတယ်ပြီးတဲ့ခါကျလို့ရှိရင်တော့အရုပ်လေးနဲ့ဒီမှာအလှဆင်လိုက်မယ်ပေါ့နော်ဒီကိတ်လေးမှာလိုအပ်ချက်တွေရှိခဲ့ရင်လည်းခွင့်မှတ်လေးမှစာလေးတွေကိုချိန်ခဲ့ပေးပါအောင်နော်ကိတ်လေးကတော့အတက်နိုင်ဆုံးပေါ့နော်လှပါလေးဖြစ်အောင်သေးချလေးစူးစမ်းပြီးတော့လုပ်ထားပေးတာမို့လို့တဘောချလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ကိတ်ဗီဒီယိုကိုကြည့်မယ်ဆိုလို့ရှိရင်တော့သက်ဆွေအကလိုကိုစောင့်ကြည့်ပေးပါအောင်ရှင်